ကဲနီနီနာနာနေပြည်တော်ရဲ့ပါဆယ်လေးကိုထုတ်မှာပဲဖြစ်ပါတယ်ဒီညီမလေးကကျတော့ EC မှာမိမိဘိုးဆယ်ခဲကနေစပြီးတော့မှကိုယ်စလဲဝင်သွားတာပေါ့နော်အဲ့တော့ပဲခူးတိုင်းရင်းနီမျိုးနဲ့နေပြည်တော်နဲ့ဆိုတာကနီးတယ်ပေါ့နော်အဲ့တော့နေပြည်တော်ကသူလေးတွေမှာချင်တယ်ဆိုလို့ရှိရင်တော့ဒီညီမလေးစီမှာသွားပြီးတော့မှမှာလို့ရပါတယ်အကောင့်လေးကိုမန်ရှင်းထားပေးမယ်နော်ကဲဒီအားရပါရဆယ်ခဲကကြတော့ရန်ကုန်ကိုပို့ပေးရမှာပါတယောက်တည်းသုံးမှုအတွက်ကိုဆယ်ခဲမှာတာနော်အရန်လူလဲကြတယ်ဆယ်ခဲဆိုလို့ရှိရင်လက်ကစီးနဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆယ်ခဲမှာသွားတာပေါ့နော်အကောင်လုံးကငွေကျူလှည့်ပြီးသားလေးပဲဖြစ်ပါတယ်အခုထုတ်ပြသွားတဲ့ပါဆယ်လေးတွေကကြတော့လက်လီဝဲသုံးသူနဲ့ဒါကိုစလဲလေးရဲ့ပါဆယ်လေးတွေပေါ့နော်အဲ့တော့ကိုက online စလုပ်ရှင်နေဘယ်ပစ္စည်းကိုရောင်းလို့ရောင်းရမယ်မသိဘူး EC မှာရွေးချယ်စရာ product ပစ္စည်း2မျိုးရှိရအောင်မှပဲဘယ်ဟာလေးကင်ရမလဲဆိုပြီးတော့မှမေးနေရပေါ့နော်အဲ့တော့ကိုကဒီ brand နဲ့ရည်ရှိပြီးတော့မှလုပ်မှာဆိုလို့ရှိရင်2မျိုးလုံးကင်တာအကောင်းဆုံးပါပဲဘာလို့လဲဆိုလို့ရှိရင် Julie brand ကတွေ့တဲ့မျက်နှာတစ်နဲ့ secret ဆိုပြီးတော့မှအတွဲလိုက်မှာကြတာလည်းများတယ်ပေါ့နော်အဲ့တော့ကိုက online စလုပ်ချင်တယ်ဆိုလို့ရှိရင် EC မှာ Julie ဆယ်ခဲမိမိဘိုးဆယ်ခဲနဲ့လည်းစလို့ရပါတယ်အဲ့တော့ကိုက online စလုပ်ဖို့အတွက်အသေးစိတ်မေးချင်တာရှိရဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါရှင် hello လို့သာလုပ်လိုက်အကုန်ရှင်းပြပေးမယ်